စီကံစပြားလေးတိတ်ပြီးလွမ်းနာကြရသမားလေးဆွေကိုချစ်ရတဲ့ပကွက်ကြားလေးဘေးမှာမရှင်းဒီလက်ဖွာလေးမနှွေးမင်းစတဆဖြတ်သွားတဲ့နေ့ကိုငါဝိညာဉ်ဖတ်သွားလည်းမမေ့မင်းမရှိဘွားရှောင်းလန်းကျန်းတာမို့ဒီနှုတ်ထက်ကြောင်ကရန်လွမ်းတာမျိုးမင်းနှွေးတဲ့ရဖို့ဆိုမနှလုံးသားတစ်ခုလုံးလောင်ချမ်းစမ်းပွားလို့ပြောတဲ့ကောင်မင်းမာယာကြောက်ခွင်းနဲ့နောက်တစ်ခေါက်ပြန်ပြီးထောင်ဖန်းစမ်းမှာမျိုးမင်းတို့သိလာတဲ့လိပ်ပြလေးဘယ်တော့မှမနာမဲ့ခေါင်ရမ်းပန်းဟာကိုခဏငါတောင်းတဲ့သူ့အတွက်တဘွားလုံးစားသိကြမိနေတဲ့ကိုအလွန်မီးခွက်ထွက်ရှာတဲ့သူအလွမ်းစိတ်ကိုပြန်မဖြစ်တာမိနေတဲ့ကိုမင်းစိတ်နဲ့မသိမှသိနေတဲ့ကိုနာရီကိုပြန်ကျင်ညာမိနေခဲ့တယ်လို့တယောက်တည်းကြည့်တဲ့ရုပ်ရှင်မှာခွန်ခွာပြီးတန်းလေးကြားစီတဲ့အမြဲပို့လမ်းခွဲစကောက်ပုံတွေမတွက်ကြည့်တဲ့လမ်းခွဲတဲ့ခါပုံတွေမဖြတ်ကြည့်တဲ့ငါဖုန်းတစ်ခုလုံးမင်းတပ်ပုံပြေပဲလို့မှနေတင်ပြန်လာမယုံနေတတ်သေးတယ်ငါ့ကိုလို့သုံးလုံးကုန်နေတက်ပေးလဲမင်းအမတစ်ခုကြံကုန်ချဖြတ်ပေးမယ်မင်း